တက်တီနောက်ပိတ်နော်ဒီမှာတက်ကတော့ထိတ်စီးဖြစ်သွားတယ်သူကဏ္ဍမှန်တယ်လို့ပြောမှာဒါမှမဟုတ်သူထိတ်စီးနဲ့နောက်ပိတ်ကတော့ရွှေ့သွားဒီထိတ်စီးကိုသူကဘာနဲ့ပြန်ချပေးလဲဆိုတော့ကျွန်တော်ဒီမှာပြမယ်နော်ဒီမှာပါဝါတွဲတယ်ဒီမှာပါဝါတွဲတယ်ဒီမှာနှက်ခတ်တွဲတယ်နော်ဒီမှာနှက်ခတ်တွဲထားနော်ဒီမှာနှက်ခတ်တွဲတယ်နော်ဒီမှာနှက်ခတ်နဲ့သူပြန်ဆင်းတယ်ရှေ့ကနှက်ခတ်ဒီတေးဆိုပြီးတော့ပြန်ဆင်းသွားတယ်နော်ကျွန်တော်အလဲဆင်းမောင်ဆင်းပြီးပြမယ်နော်ဒီနောက်ပိတ်ကပြီးသွားပြီဒီနောက်ပိတ်ကထိတ်စီးဖြစ်သွားတာနော်ဒီမှာထိတ်စီးတစ်ဖြစ်သွားတယ်ကျွန်တော်အလဲထိုင်အောင်ထပ်ရှင်းပြမယ်ဒီ3နှစ်4ကနေပြီးတော့ဒီကနေစရမှာနော်3နှစ်4ပေါ့နော်ဒီ3နှစ်4ကနေပြီးဒီနှက်ခတ်တွဲနေသူကဒီလိုနှက်ခတ်တွဲနေကြိုက်မှာနော်နှက်ခတ်တွဲနေပြီး46နော်ဒီမှာ46တွဲတယ်46တွဲတဲ့ခါကျမှတော့8နဲ့ပေါင်းဒီထိတ်စီး8နဲ့ပေါင်းပြီး6ဖြစ်တယ်နော်ဒီမှာဒီတော့ဒီမှာ6ကြတယ်နော်ဒီမှာ6ရိုက်တယ်နော်4 6 4 6 4နော်ဒီမှာနော်4 6ကိုသူက8နဲ့ရိုက်တယ်6ဖြစ်တယ်နော်6နဲ့4နဲ့ပေါင်းတယ်သူကဒီထိတ်နဲ့မတော့မရိုက်တော့နော်3နဲ့4နဲ့ပေါင်းတော့စီနီယံဖြစ်ဖို့တော့နော်စီနီယံကြဖို့တော့နော်ကျွန်တော်တော့စီနီယံရှားတာနော်ဒီစီနီယံတော့6ပြီးခွန်လာမယ်3နဲ့4နဲ့ပေါင်းရင်တော့ခွန်ဖြစ်တာနော်4 6 4 3နဲ့4နဲ့ပေါင်းခွန်ဒီမှာတပင်ပြန်ရိုက်တယ်အလဲထားရိုက်သွားတယ်ဒီမှာခွန်နော်သူစီနီယံနဲ့ဘယ်လောက်လှရနော်ကဏ္ဍလေးကနော်တကယ်လှတယ်နော်ကြည့်နော်4နဲ့6နဲ့တခါပြန်ရိုက်တယ်နော်ကဏ္ဍလေးကလည်းလှတယ်နော်ကြည့်4နဲ့6နဲ့ရိုက်တယ်ကျွန်တော်ဒီမှာ9နဲ့ပေါင်းတယ်သူက8ဖြစ်ဖို့အတွက်နော်ကဏ္ဍရှာတာနော်ဒီမှာသူစီနီယံဖြစ်ဖို့အတွက်ကဏ္ဍရှာသူကအလဲထားနဲ့ပြန်ရိုက်တယ်9နဲ့ပေါင်း8ပြိုက်တော့ဒီမှာ8ပွဲ8ဆိုပြီးတော့ဒီမှာကြိုက်သွားတယ်နော်ဒီမှာ8ဒီနောက်ပဲဘယ်လောက်လှတယ်နော်ဒီမှာကြည့်လိုက်နော်နောက်ပိတ်ဆိုသွားတယ်ဒီပါသည်6နဲ့4နဲ့ရိုက်တယ်4သည့်အလဲထိုင်ဖြစ်သွားတယ်ဒီမှာ4သည့်အလဲထိုင်နော်6နဲ့9နဲ့ပေါင်းတော့ဒီမှာ9ကြိုက်တယ်အမှန်ဒီမှာရိုက်ပေးရမှာနော်အမှန်ဒီမှာရိုက်ပေးရမှာဒီမှာမဝင်အမှန်ဒီမှာရိုက်မှတော့ဝင်မှာ8နဲ့1နဲ့ရိုက်လို့ရှိရင်တော့ဒီမှာ6ကြပေးရမယ်9နော်ဒီမှာ9ဒီတိုင်းဖြစ်မယ်နော်ဒီမှာကျွန်တော်ရေးပေးထားတယ်9ဒီမှာ9နော်9ဒီထိတ်နော်ကျွန်တော်တခါအလဲတိုင်းကျွန်တော်ထပ်တွက်ပြမှာနော်အလဲတိုင်းဒီမှာဖတ်မဲ့ကဏ္ဍအောင်ဒီထိတ်စီးရောက်ပါပဲနော်ဒီမှာထိတ်စီးဒီကိုကျွန်တော်ထပ်ပြအောင်နော်ကဏ္ဍလှလေးကြီးကျွန်တော်ထပ်ပြအောင်ဒီ3 5 4ကနေပြီးတော့စီနီယံနဲ့တော့မှာနော်3 5 4နော်ဒီမှာနော်3 5 4ကနေပြီးတော့စီနီယံဆင်းမှာနော်3ပြီးတော့4ပြီးတော့5 5ပြီးတော့6 6ပြီးတော့9ပြီးတော့8 8ပြီးတော့9ဒီမှာလဲကိုကြတယ်ဆိုလို့ရှိရင် तू ကအပူဆိုင်လာပြီရအပူဆိုင်ပြီလားကိုဆိုတော့ကျွန်တော်ကဒီမှာ